လောကမှာဒီချင်းတရားဆိုတာဘယ်သူမှရှောင်လွှဲလို့မရတဲ့အမှန်တရားတစ်ခုပါဒါပေမဲ့တချို့သောပုဂ္ဂိုလ်ထူးကြီးတွေဟာသူတို့ရဲ့သီလသမာဓိအစွမ်းကြောင့်ဒီချင်းတရားကိုတောင်ထူးခြားတဲ့တက်တွေခြံထားရခဲ့ကြပါတယ်ဒီနေ့ကျွန်တော်တို့တင်ဆက်ပေးမှာကတော့စာရေးဆရာမောင်ပန်းမွေးတဲ့မှတ်တမ်းများထဲကအင်မတန်ထူးခြားလာတဲ့မြန်မာပြည်မှာယဟန္တာတစ်ပါးအကြောင်းပဲဖြစ်ပါတယ်သူကတော့လူသိများလာတဲ့ဒလယဟန္တာဦးလေးလို့ခေါ်ဆိုကြရဲ့ဆရာတော်ဦးပညာပဲဖြစ်ပါတယ်ဆရာတော်ကြီးဟာပြန်လွန်တော်မူတာနှစ်ပေါင်း120ကျော်ထိပြီမဲ့ယနေ့တိုင်အောင်ဆရာတော်ကြီးရဲ့ယုတ်ကလာတော်ဟာပူတိုးထွားခြင်းမရှိပဲကြောက်သားလိုမာကျော်ပြီးတည်ရှိနေစေဖြစ်ပါတယ်ရန်ကုန်မြို့တစ်ဖက်ကန်းကဒလမြို့ရွှေပေါက်ကန်ကျောင်းမှာဒီအံဖွယ်ဖြစ်ရက်ကိုယနေ့တိုင်တွားရောက်ဖူးမြော်နေပါတယ်ဒါဟာဘယ်လိုအသေးထန်အစွမ်းတွေကြောင့်လဲဆရာတော်ကြီးရဲ့ဘဝဇာတ်ကြောင့်မှာဘလောက်တောင်အားကြဖို့ကောင်းတယ်လဲဆိုတာအတူတူလေ့လာကြည့်ကြရအောင်ပါဆရာတော်လောင်းရာဟာရန်ကုန်မြို့ဒလအပတ်မှာဖွားမြင်ထားတာပါသူ့ရဲ့ငယ်အမည်ဟာမောင်လက်လို့အမည်တွင်ပါတယ်ထူးခြားချက်ကတော့သူဟာငယ်စဉ်ကတည်းကတခြားကလေးတွေလိုစူးစူးညံညံဆော့ကစားတာထက်တပားလေးစိတ်ငြိမ်တဲ့နေရာမှာနေရတာကိုပိုပြီးနှစ်သက်ခဲ့သူပါသူဟာတန်တားအောက်တွေခြောင်ကျတဲ့နေရာတွေမှာလက်တကောင်လိုပဲငိမ်သက်စွာနေသက်လို့လူတွေကသူ့ကိုမောင်လိတ်လို့အမည်ပေးခဲ့ကြတာပါဒီအချင်းဟာနောက်တစ်ချိန်မှာလောကီအာယုန်တွေကိုကြော်ခိုင်းပြီးတရားကျင့်ကြံမဲ့ပါရမီထက်ခံအစပြိုခြင်းပဲဖြစ်ပါတယ်သူဟာအသက်20အရွယ်မှာတော့သာသနာပေါင်းကိုဝင်ရောက်ပြီးဥပညာဆိုတဲ့ဘွဲအမည်ကိုခံယူခဲ့ပါတယ်ဥပညာသို့မဟုတ်ဦးလိတ်ဟာရွှေကျင်သာသနာဝင်မှာအင်မတန်ထူးခြားတဲ့ပုဂ္ဂိုလ်ကြီးပါသူဟာအနေအထိုင်အင်မတန်ရိုးရှင်းပြီးတရားကိုသာတစိုက်မှန်မှန်အားထုတ်ခဲ့သူဖြစ်ပါတယ်မှတ်တမ်းတွေအရသူဟာဒလအမြုံရွှေပေါက်ကန်ကျောင်းမှာတည်င်းထုံရင်ဝိပဿနာအလုပ်ကိုအထူးပြုလုပ်ဆောင်ခဲ့ပါတယ်သူဟာစံအပင်းငယ်နဲ့ရရှိခဲ့တယ်လို့သူ့ရဲ့စကားဟာလည်းအင်မတန်အစွမ်းထက်တယ်လို့ဆိုကြပါတယ်ဆရာတော်ကြီးရဲ့မေတ္တာဓာတ်ဟာဘလောက်ကြီးမားတယ်လဲဆိုရင်သူအနာကိုလာတဲ့တောကောင်တွေတရိษံတွေဟာအေးချမ်းမှုကိုခံစားရတယ်လို့ဆရာတော်ကြီးကိုလည်းနှက်ကောင်းနှက်မြက်တွေကအမြဲဆောင်ရှောက်ခဲ့ကြတယ်လို့ယုံကြည်ရပါတယ်မြန်မာစကတာရဲ့1164ခုနှစ်မှာဆရာတော်ကြီးဟာတက်တော်64နှစ်အရွယ်မှာပြန်လွန်တော်မူခဲ့ပါတယ်။အဲ့ဒီအချိန်မှာဖြစ်ပေါ်ခဲ့တဲ့အံ့ဩစရာအကောင်ဆုံးထိရက်ကတော့ဆရာတော်ကြီးရဲ့ယုတ်ကလာဟာပုံမှန်လူတွေလိုပို့တော့သွားခြင်းမရှိတာပါတယ်။ယုတ်ကလာဟာကြုံပလာခြင်းပုတ်ခြင်းမရှိပဲကြောက်သားလိုမာကျော်နေခဲ့ပါတယ်။တခါကကျောင်းတော်ကြီးမီးလောင်တဲ့ဖြစ်ရက်တစ်ခုရှိခဲ့ပူပါတယ်။အဲ့ဒီမီးလောင်မှုမှာကျောင်းဆောင်တစ်ခုလုံးပြာကျသွားပြီးမြဲဆရာတော်ကြီးရဲ့ယုတ်ကလာတော်ကင်းဝါရနေရဟဲ့တော့မီးတဆမမဟာပဲအကောင်တန်းကြံရခဲ့ပါတယ်။ဒါဟာဆရာတော်ကြီးရဲ့သီလဓာတ်နဲ့အတိတ်ထံအစွမ်းကိုပြသနေတဲ့အကြီးမားဆုံးတတ်တယ်ပါပဲ။ယနေ့တိုင်အောင်ဆရာတော်ကြီးရဲ့ယုတ်ကလာတော်ကိုဖူးမြော်ကြီးရဲ့စံပင်တွေခြေသေးလက်သေးတွေဟာအရှင်တုံးကအတိုင်းတည်ရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒလယဟန္တာဦးလေးရဲ့ဘဝကနေကျွန်တော်တို့ဘာတွေကိုသင်ခန်းစာယူနိုင်မလဲ။သီလဆိုတာလူတစ်ယောက်ကိုတည်ဆုံးပြီးနောက်မှာတော့ဘလောက်အထိတောက်ပစေတယ်လဲဆိုတာပါပဲ။ဆရာတော်ကြီးဟာလူတွေနဲ့ဝေးရမှာအေးအေးဆေးဆေးကျင့်ကြံခဲ့ပြီးမြဲသူ့ရဲ့သီလနံဟာနှစ်ပေါင်း100ကျော်တဲ့အထိမပြေပဲကြံရည်နေခဲ့ပါတယ်။အခုတင်ဆက်ပေးခဲ့တာကတော့မြန်မာပြည်မှာယဟန္တာနဲ့ပုဂ္ဂိုလ်ထူးများအစီအစဉ်ရဲ့အပိုင်း3ဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့အပိုင်း4အဖြစ်ကဘာကျော်အပြင်းရင်ရှင်လေဒီဆရာတော်ကြီးရဲ့အကြောင်းကိုအသေးစိတ်တင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့ဖိတ်ခေါ်အပ်ပါတယ်။အားလုံးပဲကိုယ်စိတ်နှပြအေးချမ်းကြပါစေ။